အားလုံးပဲမင်္ဂလာပါအခုကတငင်းကုန်းဈေးကိုသွားမှာပေါ့နော်ဒါကတော့သွားတဲ့လမ်းမှာပါမိုးတွေကတော့ဖြတ်နဲ့အေးအေးလေးသွားရပါတယ်ဒါကဈေးရုံရောက်ပြီပေါ့နော်တငင်းကုန်းဈေးရုံမှာကဈေးရုံကြီး၄ခုရှိတယ်1နဲ့3လေးအဲ့လိုတော့ထိုးထားနာမည်တွေကတော့နည်းနည်းသိချင်မှတ်မိတဲရုံထင်တယ်ဒီဥစ္စာစဝင်တာဒါအသီးနှံနေရောင်းတာအသီးနှံတွေကလက်ဆက်မျိုးပဲအခုကအရန်ပေါ်တယ်ပေါ့နော်ပစ္စည်းကြီးပေါ်တယ်ဈေးလဲချိုတယ်လို့ပြောရမှာပေါ့နော်သူကလက်ကားဈေးလို့ရေးထားတယ်မယ်လက်လီဝယ်လည်းရတယ်လက်လီဝယ်လည်းရတယ်ပြီးသွားလို့ရှိရင်ဒူးရင်းသီးတွေအရန်များတယ်အရန်ပေါ်တယ်ဒါပေမဲ့နည်းနည်းတော့ဂရုစိုက်ပြီးဝယ်ပေါ့နော်ဟိုဈေးတွေကများတဲ့အတွက်ကြောင့်မို့လို့ကိုယ်တခြားအဆင်ပြေလားမပြေလားစစ်ပြီးတော့မှဝယ်ရင်ပိုကောင်းတယ်ဒါဒူးရင်းသီးပထမဆိုင်ပေါ့နော်တစ်ချက်ကြည့်อ่ะသူက1000ခွဲအများဆုံး19000အဲ့လောက်ထိတော့ရှိရဒါရိုးသီးမြမသီးတွေလို့ပြောမှာပေါ့ရေးသီးတို့အဲ့လိုမျိုးသီးတွေဒါပေမဲ့မွန်ထောင်းသီးကြတော့အလုံးကြီးအတွက်နဲ့ရောင်းတာမဟုတ်မွန်ထောင်းသီးကြတော့ဟိုကနေရောင်းတာကီလိုနဲ့ရောင်းတာ1ကီလို2000လို့တော့အဲ့လိုဝန်းကျင်2000ဝန်းကျင်လောက်တော့ရှိရလို့ပြောတယ်ပုံမှန်အလုံးကြီး site တစ်လုံးဆိုရင်တော့2ကီလို3ကီလိုလောက်ရှိရဆိုဒီက6000လောက်တော့ရှိရပါတော့တစ်လုံးဈေးရအဲ့လောက်ရှိအဲ့မှာမင်းကိုသီးတွေပေါ်တယ်ကြက်ပေါက်သီးတွေပေါ်တယ်မကလာသီးတွေအရန်ပေါ်တယ်ဒါမကလာသီးဝင်တာဒီဆိုင်မှာမကလာသီးတွေကတစ်လုံးကို900 600အဲ့လိုမျိုးဟိုတစ်လုံးရင်းသီးဝင်900အဲ့လိုမျိုး600ရှိတယ်ဒါပေမဲ့10လုံးဈေးပေါ့နော်အဲ့လိုလက်ကားဈေးယူရင်တော့သူကရှော့ပြီးပြီးတော့ဒီဘက်မှာအချင်းပေါင်းဆိုင်အဲ့ချင်းပေါင်းဆိုင်မှာကျတော့ဟိုစားဘာလဲသူနဲ့တို့စားတဲ့အမှုတ်အဲ့လိုအရသာမဟုတ်ဘူးတော့ဝယ်တာပြီးတော့ချင်းမောင်းမဝယ်ခဲ့တာဒီမှာတရက်တီးနည်းနည်းတော့ဈေးကြီးရဲ့အလုံးတွေကတော့ကောင်းတယ်ငကမောက်တီးတွေလည်းပေါ်တယ်2000 3000လောက်ပဲဗဒံများငမောက်ဆိုဒါချက်မောက်တီးတစ်လုံး150 200အများဆုံးရှိတယ်မင်းကိုတီးတွေကတော့အရန်ပေါ်တယ်100 150 200အစားတော့ရှိရပါတော့အလုံးကြီးရင်ကြီးတယ်လို့ကောင်းတယ်လို့ပေးရဒါမင်းကိုတီးနဲ့ကြက်မောက်တီးဝင်နေတာဒီဆိုင်မှာဒီဆိုင်ကအဲ့ဒါတစ်လုံး200လောက်နေဆိုမင်းကိုတီးလေးလည်းစားလို့ကောင်းတယ်ဒါဘာဒီလဲမသိနာမည်မခေါ်တတ်ဘူးဒါကဟိုစားပိန်းနေသီးနဲ့တော့ပုံစံတူတယ်ပိန်းနေသီးမျိုးနွယ်ပဲဖြစ်လိမ့်မယ်သူ့နာမည်ကစွန်ပတက်တီဆိုလားခေါ်တာမှားလားတော့မသိဘူးသိချာမသိဘူးအဲ့လိုမျိုးလေးခေါ်တယ်သူကဟိုသူ့ရဲ့ပုံစံပိန်းနေသီးအိမ်ပြောပုံစံမျိုးနဲ့တူတယ်ဒါပေမဲ့သူကြတော့တဲ့ဟိုလိုမျိုးအိမ်ပြောအိမ်မှာမရှိဘူးတစ်မျိုးလေးပဲလာတာတဲ့ဒီဆိုင်မှာဒူးရင်းသီးဝင်တာဒီဆိုင်မှာနည်းနည်းချင်းမိသွားတယ်ဒါကနောက်ထပ်ဈေးရုံတစ်ခုရောက်သွားပြီဒါကဟိုစားဟင်းသီးဟင်းရွက်တွေရောင်းနေပတ်ချင်မှာလဲစုံတယ်ပစ္စည်းတွေတော်တော်လေးများတယ်ဘာလဲရုံးမနေသီးတို့မုံလာဥနီတို့အဲ့ဒီတမယာသီးတို့ဆက်လက်ရွက်တို့အရန်ပေါ်တာဆက်လက်ဆိုတစ်စီးမှ100ပဲကွာမိုက်လိုက်တာနောက်တော့ဒီငါပြောသီးအုံးသီးအရန်ပေါ်တယ်ကိုရီရက်ကွက်ထဲမှာဝယ်ငါပြောသီးအုံးသီးတစ်လုံးဆိုရင်6000ဝန်းကျင်လောက်ပေးရတာဒီမှာ3500 4000နဲ့ရတယ်ဆိုတော့တန်တယ်တော်တော်လေးတန်တယ်ပေါ့နော်သွားလို့ရှိရင်တော့မနိုင်တော့တခါတည်းမပြီးဝယ်ခဲ့တာပိုကောင်းတယ်ငါရုပ်တီးတော့လေလှလို့တော့ခိုက်ခဲ့တယ်အများကြီးပဲဒါကတော့စက်သွန်ယူလိုက်ဝယ်နေတာပေါ့နော်စက်သွန်ယူလိုက်ရှာပြီးတော့စက်သွန်ယူလည်းရပြီဆိုတော့ပြန်มาတော့မယ်နော်ဘိုင်ဘိုင်